မင်္ဂလာပွဲအတွက်တနေ့အချိန်ယူပြင်ဆင်ပြီးမကြခင်လက်ထပ်တော့မယ်ဆိုတဲ့ပန်ကိတ်တတာအချစ်ဆိုတာဘယ်တော့မှမျောလင့်ထားသလိုမဖြစ်တတ်ဘူးဆိုတာကိုပန်ကိတ်တတာကလက်တွေ့ပြသလိုက်ပြီးဖြစ်ပါတယ်။တစ်ချိန်ကအဆိုတော်ရွှေထူးနဲ့စစ်သူဖြစ်လူသိများခဲ့တဲ့ပန်ကိတ်တတာကခုချိန်မှာတော့ကိုချင်းစာဆေးရှိတဲ့နိုင်ငံခြားသားစစ်သူလေးနဲ့တူကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုဆင်နွှဲသွားတော့မှာပဲဖြစ်ပါတယ်။သူမရဲ့ငယ်ရွယ်မှုဘဝရဲ့အလားပါဆုံးနေတွေကိုအချစ်တစ်ခုအတွက်ပဲအပြည့်အဝပေးခဲ့သူဖြစ်ပါတယ်။အဆိုတော်ရွှေထူးနဲ့ချစ်သူသက်တမ်း9နှစ်တွင်သူတို့ရဲ့အချစ်ကိုအများရှိမှထုတ်ဖော်ပြသခဲ့ကြပြီးမီဒီယာတွေပေါ်မှာလည်းသတင်းတွေကိုအမြဲမြင်ရတတ်ပါတယ်။လူအများကဒီအချစ်ကတည်ငြိမ်မယ်လို့ယုံကြည်ခဲ့ကြပေမယ့်ဘဝဆိုတာမျှော်မှန်းချက်နဲ့မကိုက်ညီတတ်ဘူးဆိုတာအချိန်ကသက်သေပြသလိုဖြစ်သွားခဲ့ပါတယ်။9နှစ်တာလက်တွဲခဲ့တဲ့အချစ်ဟာခွဲခြားပြီးအဆုံးသတ်သွားခဲ့ရပါတယ်။ဒါကြောင့်လေလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေကြောင့်ပန်ကိတ်တတာကဘဝတစ်ခုကိုကိုယ်တိုင်ပြန်လည်တည်ဆောက်ရတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပန်ကိတ်တတာလွယ်ကူစွာမပြတ်စီးသွားပဲအတိတ်ကိုအကောင်းဆုံးဖြတ်သန်းပြီးကအနာဂတ်ကိုကိုယ်တိုင်ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။အချိန်ကသူမအတွက်နောက်ထပ်အခွင့်အရေးပေးခဲ့ပြီးနိုင်ငံခြားသားချစ်သူနဲ့တွေ့ဆုံကစိတ်ချမ်းသာမှုအသစ်တရားရှိလာခဲ့ပါတယ်။အတိတ်ကိုလက်လွတ်နိုင်ချိန်မှာအနာဂတ်ဟာပိုတောက်ပလာနိုင်တယ်ဆိုတာကိုသူမလက်တွေ့မြင်တွေ့နိုင်ခဲ့ပါတယ်။ဒီလထဲမှာတော့ပန်ကိတ်တတာကလှပတဲ့သူတို့သမီးဝတ်ဆောင်နဲ့မင်္ဂလာပွဲကျင်းပတော့မယ်ဆိုတဲ့သတင်းနဲ့ပြည်သက်တွေကိုအသိပေးလာခဲ့ပါတယ်။တစ်ချိန်ကထားခဲ့ခံရတဲ့သူမကယနေ့မှာတော့ချစ်သူကောင်းလေးရဲ့အမျက်တနိုးတမိုးထားခြင်းကိုခံနေရပြီးဖြစ်ပါတယ်။ဘဝဆိုတာအချစ်တစ်ခုပြည့်စည်သွားတာနဲ့အဆုံးမသက်သွားပါဘူး။အချို့အဆုံးသက်တွေကပိုကောင်းတဲ့စတင်မှုအတွက်လမ်းခွဲတစ်ခုသာဖြစ်တတ်ပါတယ်။ပန်ကိတ်တတာရဲ့ဇလန်ကလည်းအဲ့ဒီလိုပါ။ခုနှစ်တာအချစ်ဆုံးရှုံခဲ့ပေမဲ့နောက်ဆုံးမှာကိုတန်မိုးထားတဲ့အချစ်တွေကိုရရှိပိုင်ဆိုင်ထားပြီးတောက်ပတဲ့သူတို့သမီးလေးဖြစ်ဘဝအသစ်စတင်ဖို့အစဉ်သင်ဖြစ်နေပါပြီ။တစ်ချိန်ကရွှေထူးသချင်းတွေထဲကပြည်သက်တွေအားကြခဲ့ရတဲ့မိန်းကလေးဟာခုချိန်မှာတော့ကိုချင်းစာစိတ်ရှိတဲ့ချစ်သူတွေ့ပြီးတရားဝင်ဇနီးလေးဖြစ်တော့မယ်နော်။